organic ဟုတ်အကြည့်တောက်ရှင်လို့တောက်ပါအောင်ဗျအရင်တိုက်ပါလေပြီးစေကြီးကိုအရင်တိုက်ပါဒီနေ့တောက်ရမှာမဟုတ်ဘူးရဆိုးတော့ထားပါညီကြည့်ဟာပါကျော်အာကနန်း နဲ soft lane နဲ့ထည့် ချက်တော့ပဲလေဘာဖတ်ပြင်းနဲ့တော့ရှေ့ all fine ဒါတွေအကုန်လုံးကဘလောက်မှမကြားနိုင်ဘူးနော်အရက်ဆိုရင်တော့ rally ပဲဆိုဈေးနေတဲ့ထဲမှာပါတယ်အော်ဆို2000ဝန်းကျင်မှရှိတယ်တိုင်းပေါ့2000ဝန်းကျင်ပေါ့အဲ့ပေါ့လောက်ပဲရှိတယ်ဒီကနန်းဆိုရင်ဒါလေးဆို6ခုလောက်ပါ6ခုလောက်ပါ6ခုလောက်ကို200ကျော်ပဲပေးရနေမော်သီးဆိုလည်း200ကျော်ပဲပေးရပြောင်းမှာတစ်ခုမှ100ကျော်ပဲရှိတယ်ပြုတ်ပြီးသားတွားနေသူအဆင်ပြေသွားတာရွှေတော်ကောင်းလေးပိတ်ရလေးမှာခုလိုမျိုးလေးတောက်ပြီးတက်ရှိတော့အပူချက်လားလဝါချက် ညတောင်းလေးကြည့်တောင်းမပြင်းမှာအတမ်းမပြောင်းဘာလို့ပါမိခင်တို့ကြာတဲ့ရင်းနေတယ်လားတော့ထဲတော့ပြောဒီရောဒီဆိုဘာလို့ကြည့်ဒီနေ့ကတော့ဒါဘာဂျက်ပေါ့နော်ဟိုမြန်မာနိုင်ငံမှာပတ်စံရှာတာဆိုတော့သိရမလားတန်းနိုင်လို့ရွှေတာကောင်းအတော့မဖြစ်တော့မဲ့ညီကိုတွေကိုလည်းပြောချင်တာခွန်းတွေကိုအဆင်ပြေဆိုရင်အိမ်မှာပဲရှိတာလေးနဲ့ပဲအဆင်ပြေအောင်ဖန်တီးပြီးတော့တောက်လာလေဆိုင်သွားမယ်ဆိုတော့1000 2000ကုန်ပါလေအပတ်စံရဖို့အတွက်နိုင်ဒီအများကြီးလွတ်လို့ရတယ်ဆိုတော့ရှိတာလေးနဲ့ပဲအဆင်ပြေအောင်ဖန်တီးပြီးတောက်လိုက်အဲ့တော့ကျွန်တော်လည်းဆက်တောက်လိုက်အောင်မယ်အားလုံးပဲ thank you ပါ cheers ကျန်ပါကြည့် cameraman လည်းရှိရပါပြီးတော့ပါပြီဟေး